ခုတင်ပြမဲ့သင်ခန်းစာကတော့ကျွန်တော်ဒီမှာထိုင်းစကားပြောအပိုင်း23ပေါ့နော်ထိုင်းစကားပြောအပိုင်း1ကနေတင်ထားတာရှိပါတယ်မကြည့်ရသေးဘူးဆိုရင်တော့ကြည့်လိုက်ပါနော်ဒီမှာလူတိုင်းပဲဖြစ်ဖြစ်လူတိုင်းပေါ့နော်လူတိုင်းအဲ့ဒါကိုပြောချင်တယ်ဆိုရင်ထုခွန်ထုခွန်ထောဥကောထုခေါ်နော်ခွန်ထုခွန်လူတိုင်းပေါ့နော်လူတိုင်းဒီမှာအိတ်ထဲမထည့်ပါနဲ့ဆိုလို့ရှိရင်ไม่ต้องใส่ถุงมอไอไม่เอไม่ตอองอตอไม่ถูต้องโซไอสายไม่เอสายทออูงอถุงมอไอไม่เอไม่ตอองอตอไม่ถูต้องโซไอสายไม่เอสายทออูงอถุงไม่ต้องใส่ถุงအိတ်ထဲမထည့်ပါနဲ့ဒီမှာနောက်ထပ်ရှိသေးလားဆိုရင်ยังมีอีกไหมย้ออ่างอยังมออีมีออีกออีฮอมอไอหมายย้ออ่างอยังมออีมีออีกออีฮอมอไอหมายยังมีอีกไหมနောက်ထပ်ရှိသေးလားဒီမှာနောက်ထပ်အိတ်တစ်လုံးထပ်ပေးပါဆိုရင်ခေါ်ถูเพิ่มอีก1ใบขอถุงเพิ่มอีก1ใบขอทออูงอถุงพอมอเพิ่มมาเพิ่มออีกออีกပြင်တက်ကိုကြတော့1ပေါ့နော်1ဟောနော်ငอ1มา1พอไอใบ1ใบขอถุงเพิ่มอีก1ใบขอถุงเพิ่มอีก1ใบနောက်ထပ်အိတ်တစ်လုံးထပ်ပေးပါ